လုပ်ငန်းအတွက် marketing plan ဘယ်လိုဆွဲမလဲအပိုင်း3ငွေချင်းတို့ရေ marketing plan ရဲ့အရင်ပိုင်းတွေမှာဈေးကွက်အခြေအနေတွေကိုလေ့လာပြီးပြီဆိုတော့ကိုယ့်ရဲ့ target customer တွေကဘယ်သူတွေလဲဘယ်လို value တွေပေးမလဲဆိုတဲ့ marketing strategy ကိုလည်းချမှတ်ပြီးပြီပေါ့ဒီနေ့မှာတော့ marketing topic marketing mix 4 piece ဒါမှမဟုတ်7 piece ကိုဘယ်လိုရွေးချယ် content ဖော်မလဲဆိုတာဆက်ပြီးပြပြပေးသွားမယ်နော် marketing mix 4 piece 7 piece ဆိုတာဘာလဲ marketing mix ဆိုတာကတော့ကိုယ့်ရဲ့ target customer တွေစီကိုပေးချင်တဲ့ value တွေအရောက်ပို့ဖို့အသုံးပြရမယ့် career တွေပဲဖြစ်တယ်အများအားဖြင့်4 piece ကိုအခြေခံပြီး service လုပ်ငန်းတွေမှာဆိုရင်7 piece အထိထပ်တူစဉ်းစားလေးရှိတယ်အခြေခံ4 piece တွေကတော့ product price promotion place ဝန်ဆောင်မှု service လုပ်ငန်းတွေအတွက်ဆိုရင်တော့ဒီအခြေခံ4 piece အပြင်နောက်ထပ်3 piece ကိုပါထပ်ပြီးစဉ်းစားတယ် people process physical evidence အဲ့တော့ marketing mix ဆိုတဲ့ခေါင်းစဉ်အောက်မှာကိုယ့်ရဲ့ target customer တွေအတွက်ဘယ်လို4 piece 7 piece တွေကိုပေးမလဲဆိုတာအသေးစိတ်ရေးထားရပါမယ် product ကိုရောက်မဲ့ကုန်ပစ္စည်းဝန်ဆောင်မှုကဘာတွေလဲဒီ product က customer တွေကိုဘယ်လိုကောင်းကျိုးပေးမလဲဘယ်လို function လုပ်ဆောင်ချက်တွေပါဝင်မလဲ customer တွေကြုံတွေ့နေရတဲ့ pain point တွေကိုဘယ်လိုဖြေရှင်းပေးမလဲဆိုတာတွေကိုတခြားချရေးရပါတယ် price end user ဝယ်မဲ့စီးနှုန်းတွေကဘယ်လောက်ဖြစ်မလဲဆေး channel မှာပြန်ရောင်းချမဲ့သူတွေအတွက်ဥပမာလက်လီလက်ကားကိုဘယ်စိမ်းနှုန်းနဲ့ပေးမလဲဆိုတာကိုခြာရေးရပါမယ် promotion ဒီတစ်နှစ်စာအတွက်ကိုယ့်ရဲ့ promotion objective တွေကဘာလဲဥပမာလူတွေကို brand ကိုသိအောင် awareness ရအောင်လုပ်ဖို့လားရောင်းအားမြင့်တင်ဖို့လားဒီ objective တွေရဖို့ဘယ်ကနေဘယ်လိုကြောင်းရမလဲဘယ်လို media vehicle တွေကိုသုံးမလဲဥပမာ Facebook TikTok TV radio စတဲ့ media plan လေးတွေကိုလည်းအကြမ်းမြင့်ထည့်ပြီးရေးသားထားရနော် Pix sales channel ဘယ်လို sales channel တွေကနေသွားမလဲဆိုတာကိုကြည့်ရမယ် wholesaler retailer တွေကနေတစ်စင်ရောင်းပါလား online ကနေပဲတိုက်ရိုက်သွားမှာလားကိုယ်ပိုင်ဆိုင်ဖွင့်ပြီးရောင်းပါလားဆိုတာတွေကိုရှင်းရှင်းလင်းလင်းခြာရေးရမယ်ဝန်ဆောင်မှုလုပ်ငန်းတွေအတွက်ထပ်တိုး3 piece တွေကတော့ people ဝန်ဆောင်မှုပေးရဝန်ထမ်းတွေကိုကို customer တွေအပေါ်ဘယ်လို service mindset ထားပြီး service ပေးရမလဲဆိုတာကိုထပ်သွင်းလေ့ကျင့်ပေးရမယ် customer တွေအပေါ်ကိုယ်အမူအရာနှုတ်အမူအရာစိတ်နေစိတ်ထားဘယ်လိုပြုမှုဆက်ဆံရမလဲဆိုတာတွေကိုဘယ်လိုလေ့ကျင့်ပေးရမလဲဆိုတာတွေကိုခြာရေးထားရမယ် process လုပ်ငန်းတစ်ခုရဲ့သက်ဆိုင်ရာအလုပ်တွေလက်ဆောင်မှုအစီအစဉ်ကိုချောင်းမွေပြီး bottleneck မဖြစ်အောင်ဘယ်လိုပြုလုပ်ရမလဲဆိုတာတွေကိုခြာရေးရမယ်ဒါမှ customer တွေအနေနဲ့အကြကြီးဆောင်ဆိုင်ရတာမျိုးမဟုတ်ပဲပုံပုံမြန်ဆန်တာအမှားရင်းနဲ့နဲသွားအောင်လုပ်နိုင်တာပဲဖြစ်ပါတယ် physical evidence ကတော့ကိုယ်လုံးရဲ့ရုပ်ပိုင်းဆိုင်ရာမြင်သာထင်ရှားတဲ့အရာတွေပေါ့ဥပမာအစအအုံဝန်ထမ်းတွေရဲ့ uniform ပြသနာပါတာစေရုံတွေမှာဆိုရင်တန်ရှင်းမှုပေါ့စစ်တဲ့ equipment တွေစုံလို့စတာတွေကမြင်သူတွေအတွက်ဘလောက်ကောင်းမွန်နေကြလဲဆိုတာကိုဆိုလိုတာပဲဖြစ်ပါတယ်ဒါမှလူတွေကယုံကြည်စိတ်ချပြီးအထင်ကြီးဖို့အတွက်ဘလို့ပြင်ဆင်မလဲဆိုတာတွေကိုခြာရေးထားရပါတယ်ဒါဆိုရင် marketing mix အပိုင်းမှာကိုယ့်ရဲ့ target customer တွေအတွက်ဘယ်လို4 piece 7 piece တွေကိုပေးမလဲဆိုတာကိုရှင်းရှင်းလင်းလင်းရရှိထားပြီးပဲဖြစ်ပါတယ်နောက်ထပ်အပိုင်းဒီမှာလည်းဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ marketing plan တွေကို